ချိုးတွေကတင်းလုံးခဲ့လားကြောင်ထိုးလို့ရတယ်ကော်ပဲရုပ်လေးလို့တန်ဖိုးများမဲ့သွားပြီလားဒီခုတော့ဖြေပါရင်ဘတ်ထဲမှာနဲ့ချစ်ရှိသေးလားဖန်တီးဖို့ခက်တယ်ပြည့်စည်ဖို့သိလွယ်မျက်နှာဖုံးများကွာချလို့သွား